လုံးမမင်္ဂလာပါရှင်ဒီနေ့ကတော့ပဲပြုတ်ပြုတ်တဲ့ပဲလေးတွေကိုကိုယ်တိုင်အညှောင်းဖောက်ပြီးတော့ပဲပြုတ်အီလေးပေါင်းရအောင်เนาะဒီပဲပြုတ်ပြုတ်တဲ့ပဲလေးတွေကတော့ရန်ကုန်ကနေပို့ပေးလိုက်တာလေးတွေပါထမင်းပေါင်းဆန်ချင်းခွက်2ခွက်ကိုစလုံးကြီးကြီးထဲမှာထည့်ရေအများကြီးထည့်ပြီးတော့24နာရီစိမ်ပါမယ်เนาะငွေသားမှနေရဲ့လူတွေအတွက်သုံးလို့ရမယ့်ပဲလေးတွေကိုလည်းကွန်မန့်မှာရေးပေးထားပါမယ်เนาะဖုန်းလေးဖုံးပြီးတော့24နာရီရေစိမ်ထားပါမယ်เนาะဒါလေးကတော့24နာရီပြည့်သွားတဲ့ချိန်မှာပဲလေးတွေပွားတက်လာတဲ့ပုံလေးပါရှင်ရေစိမ်ထားတဲ့ပဲလေးတွေကိုရေ3ဓာတ်လောက်တေချာလေးဆင်အောင်ဆေးပေးပါတယ်ဆေးနေနေမှာဒီအချမ်းလေးဖြစ်နေတဲ့ပဲလေးတွေတို့ပွားတက်မလားလေးခဲလေးတဲလေးပိုင်းအကုန်လုံးဖဲလိုက်တယ်ပေါ့နော်ရေသေးချာလေးဆင်အောင်ဆေးထားတဲ့ပဲလေးတွေကိုဒီလိုစကားလေးထဲမှာထည့်မယ်ပြီးရင်အောက်ကစလုံးလေးတစ်လုံးခံထားပါမယ်နော်ဒီလိုစကားလေးထဲမှာထည့်မှာပဲညောင်လေးတွေကလွတ်လွတ်လပ်လပ်ထွက်လို့ရမှာပေါ့နော်ပြီးရင်ကတော့အဝိတန်တန်လေးတစ်ခုကိုရေဆွတ်ပြီးတော့ရေသေးချာညှစ်ပြီးတော့ဒီလိုမျိုးလေးအုပ်ထားပါမယ်ရှင်ဒါလေးကတော့နောက်နေ့မနက်ပေါ့နော်အညောင်လေးသေးလေးပေါက်လာတဲ့ပုံလေးပါစကားလေးကိုခါပြီးတော့ပဲလေးကိုဟိုဘက်ဒီဘက်လှမ်းပေးလိုက်ပါမယ်ပြီးရင်အဝတ်လေးကိုရေပြန်ဆွတ်ပြီးတော့ဆက်ပြီးတော့အုပ်ထားပါမယ်နော်ပဲကိုတော့ရေတွေပါဆွတ်စရာမလိုပါဘူးရှင်ဒါလေးကတော့ပထမနေ့ညဘက်ပေါ့နော်ပဲညောင်လေးတွေကနည်းနည်းလေးပိုရှည်လာပါပြီဟိုဘက်ဒီဘက်လှမ်းမယ်အဝတ်လေးကိုရေထပ်ပြီးတော့ဆွတ်ပြီးတော့အုပ်ထားပါမယ်နော်ဒါလေးကတော့အညောင်ဖောက်တဲ့ဒုတိယနေ့ရဲ့ညပေါ့နော်အပဲညောင်လေးတွေကတော်တော်လေးရှည်လာပါပြီဒီလောက်ဆိုရင်ပဲပေါက်မှု ready ဖြစ်ပါပြီနော်အဲ့တော့စုပေါင်းကပဲရေစိမ်းတာ24နာရီနဲ့ပဲညောင်ဖောက်တာ2ရက်တိပါနော်အပေါ်အောက်တဲ့အဝတ်လေးကိုလေကတော့6နာရီကြာတစ်ခါလောက်ဒါမှမဟုတ်သတိရတဲ့အခါသွားကြည့်ပြီးတော့6နေပြီဆိုရင်ရေပြင်းပြင်းဆွတ်ပေးပါတယ်ရှေးခဏဆွတ်လို့အဝတ်ကအနက်နေပါရီထွက်လာရဲဆိုရင်သူ့ကိုလျှော့ပေးလိုက်ပါနော်ဒါမှမဟုတ်ရင်အစ်စ်လဲပေးပါရှင်ညောင်ဖောက်ထားတဲ့ပဲလေးကိုရေပါရီထပ်ပြီးတော့မစေးတော့ဘူးပေါ့နော်တခါတည်းစေးပြီးသားဆိုတော့လေဒီလိုမျိုးထမင်းပေါင်းတွေကိုထည့်လိုက်ပါမယ်ပြီးတော့ရင်တော့ရေ200မီလီထည့်ပါမယ်ဘေကင်ဆိုဒါကိုလက်ဖက်စားစုံတစ်စုံထည့်တယ်ပြီးတော့တခြားအညိုကိုလက်ဖက်စားစုံတစ်စုံမမောက်ထည့်ပါတယ်ရှင်brown sugar နေရာမှာတကြားလေးထည့်လို့ရတယ်ထညက်လေးထည့်လို့ရပါတယ်เนาะပြီးတော့ရင်တော့ဇွန်းလေးနဲ့ဒီလိုမျိုးလေးဖွားလေးမှွေပေးလိုက်ပါမယ်ပါဝင်ပစ္စည်းလေးတွေကို caption မှာလည်းသေချာလေးရေးပေးပါမယ်เนาะပြီးရင်ကတော့ပဲလေးတွေကိုထမင်းပေါင်းတွေကိုထည့်ပြီးတော့ပုံမှန်ထမင်းချက်တဲ့ခလုတ်ကိုပဲနှိပ်ပြီးတော့မိနစ်20လောက်ချက်ပေးပါတယ်မိနစ်20ပြည့်ပြီဆိုတာနဲ့ငါထမင်းပေါင်းကနေပြီးတော့ဖယ်လိုက်တယ်ပေါ့နော်ဒါလေးကတော့မိနစ်20ပြည့်သွားတဲ့အနေထားလေးပါနော်ရေကိုပြောသလောက်ပဲထည့်ပေးပါရှင်ပို့ထည့်ရင်ရေတွေကအရန်ကိုစူပြီးတော့ထမင်းပေါင်းအပေါ်ထိရှန်တက်ပါတယ်နော်ပေါင်းတွေကနေပြီးတော့တစ်ချက်ထုတ်လိုက်တဲ့အခြေအနေလေးပေါ့နော်ပဲလေးတွေကကြက်တော့ကြက်နေပြီဒါပေမဲ့နူးနူးညံ့ညံ့အီလေးဖြစ်မနေသေးဘူးပေါ့နော်အဲ့တော့တို့ထပ်ပြီးတော့ပေါင်းပေးရပါအောင်မယ်အရင်ဆုံးကဒီလိုစကားတွေကိုပြန်ထည့်လိုက်ပါတယ်ရေတွေပါကြံနေစစ်သွားအောင်လုပ်တာပါရေကတော့အမှန်တကယ်တော့မကြံတော့ပါဘူးเนาะပြီးတော့ရင်ကတော့ထမင်းပေါင်းတွေကိုရေ900မီလီထည့်ပါတယ်ရှင်ထမင်းပေါင်းတွေမှာစကားလေးပါတတ်တယ်လေအဲ့ဒီစကားလေးပေါ်မှာအဝိတန်တန်လေးတစ်ခုကိုခင်းပြီးတော့ခုနကပြုတ်ထားတဲ့ပဲလေးတွေအကုန်လုံးထည့်ပေးလိုက်ပါမယ်เนาะပဲလေးတွေကိုအရင်ချမ်းပဒံမလုပ်ဖ ೇನೆ လေဖွားလေးပဲထည့်ပေးပါเนาะပြီးရင်ကတော့အဲ့ဒီအဝတ်လေးကိုအပေါ်ကနေဒီလိုမျိုးလေးခောက်လိုက်ပါမယ်ပြီးရင်ကတော့ထမင်းပေါင်းတွေကိုပြန်ထည့်ပြီးတော့နောက်ထပ်မိနစ်20လောက်ပေါင်းပေးလိုက်ပါမယ်ဒီလိုမျိုးလေးပြန်ပြီးတော့ပေါင်းပေးလိုက်တော့မှပဲလေးဟာမဆက်လေးမဖြစ်နေပဲနဲ့နုနုညံ့ညံ့နဲ့ပဲပြုတ်အီလေးရမှာပါเนาะတကယ်လို့အိမ်မှာထမင်းပေါင်းမရှိဘူးဆိုရင်တော့ဒီနည်းအတိုင်းပဲမီးဖို့ပေါ်မှာအိုးတလုံးနဲ့ထည့်ပြီးတော့အရင်ပြုတ်ပြီးတော့မှပြန်ပြီးတော့ပေါင်းပေးပါเนาะပြုတ်တဲ့အချိန်မှာရေလေးကိုပဲမြုပ်တဲ့ထိထည့်ပြီးတော့မိနစ်20ကနေ30လောက်ပြုတ်ပါနော်ဒါလေးကတော့ပဲပြုတ်လေးကိုမိနစ်20ပေါင်းပြီးတော့ပြန်ထွက်လာတဲ့ပုံလေးပေါ့နော်အယောင်လေးလည်းအရင်လှတယ်ပဲပြုတ်လေးကတကယ်ကိုနုနုညံ့ညံ့အီလေးအခွန်တွေပါတယ်လည်းလုံးဝကျွတ်မထွက်ဘူးနော်တကယ်လို့အညောင်မဖောက်ချင်ဆိုရင်လည်း24နာရီရေစိမ်ပြီးတာနဲ့တန်းပြီးတော့ပြုတ်လို့ရပါတယ်နော်တခါရဲများများလေးလှုပ်ထားပြီးတော့လေးဘူးလေးတွေထဲမှာခွဲပြီးထည့်တာတို့အိတ်လေးတွေနဲ့ခွဲပြီးထည့်ပြီးတော့အခဲခန်းထဲမှာထည့်ထားရဲဆိုရင်ချိန်တော်တော်ကြာလေးစားပြီးတော့စားလို့ရပါတယ်နော်အိမ်မှာလှုပ်စားကြည့်ကြပါအောင်နော်ဒါဆိုရင်နောက်ဗီဒီယိုကြီးကြမှာပြန်တွေ့ပါမယ်ရှင်